ကြားဖြန့်ဆိုတဲ့ဟိုတင်းကတော့နားလဲတော့ online နော်ဈေးအောင်ဈေးဝယ်တယ်နော်နောက်ပြီးတော့ online လိမ်စားတယ်ဗောလေသူတို့လိမ်တယ်ကျွန်တော်မသိဘူးသူတို့ဘာလိမ်လဲသူတို့ကွန်ပျူတာရှင်းမှာထိုင်ပြီးတော့ဘာလိမ်မှလဲကျွန်တော်လည်းကြည့်မတော့လေတော့လည်းညံ့တော့ဗျာကျွန်တော်ပညာရေးဟိုနှိမ့်ကြတဲ့ပုံမူတည်ပြီးတော့ဟိုဒီဥစ္စာဒါသိုးတန်းတဲ့အလုပ်ပါဒါရာဇဝမှုဟိုဆက်ရတော့ဆိုတာဒါကျွန်တော်တို့ကဟိုတကယ်တမ်းဟိုနားမလဲလို့ဟိုလုံးမိတာလေအခုနားလဲပြီလေသိပြီလေရှိလာပါတယ်ကျွန်တော်တို့ရဲ့ရွာချင်းမှန်ပြီးတော့ပင်နဲ့လေခွေရခဲ့တဲ့မှာစိုက်ခါဝေရှာရှိုးတာတဲ့ကျွန်တော်တို့